အားလုံးပဲမင်္ဂလာပါဝိုင်းလေးရဲ့ cooking tea ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဝိုင်းလေးကကြက်သားစီပြန်ဟင်းလေးကိုချက်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးအနှစ်များများလိုချင်တာဖြစ်တဲ့အတွက်ဒီနေ့ကတော့ကြက်သွန်နီဦးနှလုံးကိုသုံးထားပါတယ်ကြက်သွန်နီစီတက်ဖို့အတွက်ကိုပပလေးတွေလှီးထားပါမယ်ရှင်ပြီးရင်တော့ဂျင်းကိုပပလေးလှီးပြီးတော့ထောင်းရတာလွယ်ကူအောင်လို့နုံနုံဆင်းပါမယ်အဲ့ဒါပြီးရင်တော့ဂျင်းနဲ့ရောထောင်းမှုအတွက်ကြက်သွန်ဖြူကိုလည်းပပလှီးပြီးတော့နုံနုံဆင်းပါမယ်အဲ့နောက်ဂျင်းနဲ့ကြက်သွန်ဖြူကိုတူတူရောထောင်းပါမယ်ဝိုင်းကတော့ငရုတ်သီးထည့်မသုံးပါဘူးအချိုချက်လေးချက်မှာဖြစ်လို့ပါပြီးရင်တော့ကြက်သားလေးတွေကိုအတုံးလေးတွေတုံးပြီးတော့ရတာမုံလေးတွေနယ်ဖို့အတွက်ပြင်ဆင်ထားပါမယ်ဝလေးကအသေးမြစ်ကိုတော့ညတဲ့ကရတာမုံလေးနေပြီးတော့ခဲထားတယ်ပေါ့နော်အဲ့ဒါလေးကိုပြီးလို့ရှိရင်ဒီအသားတွေနဲ့အတူတူရောနေပါမယ်အသားတွေကိုအရတာလေးတွေဝင်အောင်လို့အခုလိုလေးဒါလေးနဲ့လှိလိုက်ပါတယ်ပုံမှန်ဆိုရင်မမီချက်တဲ့ဟင်းတွေပဲစားဖြစ်တာဆိုတော့ကိုယ်တိုင်ဟင်းမချက်ဖြစ်ဘူးပေါ့နော်ဒီနေ့ကတော့ဝမ်လေးတက်တလောက်မတက်လောက်လေးနဲ့ကိုယ့်အကိုချက်စားမှာဖြစ်ပါတယ်ရှင်အဲ့တော့အသားကိုအရတာတွေစားထည့်ပါမယ်စားထည့်ပါမယ်ပြီးရင်တော့စနွင်းထည့်ပါမယ်ပြီးရင်ငန်းပြားရေးနင်းငယ်ထည့်မယ်ပြီးရင်ရတာမုံအဲ့ဒီအလုံးကိုရောနေလိုက်ပါမယ်ပြီးရင်မနေ့ကနှက်ထားတဲ့အမြစ်ကိုရောပြီးတော့တစ်ခါလေးထည့်နေပြီးတော့နှက်ထားလိုက်ပါမယ်အားလုံး ready ဖြစ်ပြီဆိုလို့ရှိရင်တော့စပြီးတော့ချက်လို့ရပါပြီအရင်ဆုံးအိုးပူအောင်တည်ထားပြီးတော့မှစီထည့်ပါမယ်စီပူလာလို့ရှိရင်တော့အရင်ဆုံးကြက်သွန်ကြီးကိုစီတက်ပို့လုပ်ပါမယ်ကြက်သွန်ကြီးစီတက်ပြီးတော့စနင်းထည့်ပါမယ်ပြီးရင်တော့ခုနထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်ဖြူကိုထည့်ပါမယ်အားလုံးတမအောင်မွေးပြီးလို့ရှိရင်တော့အယောင်တင်မုံထည့်ပါမယ်ပြီးရင်တော့မဆလာထည့်ပါမယ်ဝိုင်းသုံးနေကြမဆလာကုန်ကားနီးဖြစ်နေပြီပေါ့နော်အဲ့တော့အကုန်ထည့်လိုက်ပါတယ်မဆလာထည့်ပြီးရနဲ့အနံ့လေးကမွေးလာပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးစီတက်ပြီးလို့ရှိရင်ရေလေးနည်းနည်းထည့်ပြီးတော့အဖုံးလေးအုပ်ထားလိုက်ပါမယ်စီပြန်လာတဲ့ထိတည်ထားလိုက်ပါမယ်ရှင်စီပြန်လာပြီဆိုတော့ခုနနှက်ထားတဲ့ကြက်သားတွေကိုရောပြီးတော့မှလုံလိုက်ပါမယ်ဒီကြက်သားရင်းချက်တာတော့ဝိုင်းအတွက်ကတော့ရိုးရိုးရှင်းရှင်းလေးနဲ့စားလို့လည်းကောင်းနေပေါ့နော်ကိုချက်ကိုကောင်းပေါ့ပြီးလို့ရှိရင်တော့ရေလေးထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါမယ်ကြက်သားလေးတွေနူးလာတဲ့အထိပေါ့နော်မဆလာနဲ့အမွှေးမွှေးလေးနဲ့စီပြန်လာတဲ့အထိကြက်သားကိုဖုံးဖွင့်လိုက်မှွေလိုက်လေးနဲ့ဝင်လေးချက်သွားပါတယ်ကဲရနေပါပြီရှင်စီလေးပြန်လာပြီဆိုလို့ရှိရင်ချလို့ရပါပြီကဲခုဆိုလို့ရှိရင်ကြက်သားစီပြန်ဟင်းလေးရပါပြီရှင်အနံ့အရသာမွှမွှေးလေးနဲ့ထမင်းပူပူလေးနဲ့စားလိုက်ပါဦးမယ်ဒီနေ့ဗီဒီယိုကိုကြည့်ရှုပေးကြတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဝမ်လေးရဲ့မချက်တဲ့နဲ့ချက်တဲ့ဟင်းလေးတွေကိုလည်းနောက်ပိုင်းမှာအခုလိုလေးတင်သားပေးမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးကြည့်ဖို့အတွက်လည်း like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့เนาะနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်အခုလောလောဆယ်ကတော့ကြက်သားစီပြန်လေးစားပါအောင်ရှင်အားလုံးပဲတတာ